understand sorry understand ဆိုတာနားလည်တယ်ပေါ့နော်ဟိုမှာအဲ့ဒါလေး understand ဟိုမှာနေဘယ်လောက်ထိနားလည်လဲ how much do you understand how much do you understand နေဘယ်လောက်ထိနားလည်လဲအင်္ဂလိပ်စာကိုနေဘယ်လောက်ထိနားလည်လဲဆိုရင် how much do you understand English အဲ့ဒါလေးကိုနောက်မှာ ABL ပေါင်းလိုက် understandable understandable ဆိုရင်နားလည်မှုရှိတော့မနားလည်ပေးလို့ရတော့ပေါ့ဟိုမှာနားလည်မှုရှိတဲ့တငယ်ချင်းဆိုရင် understandable friends understandable friends နားလည်ပေးလို့ရတဲ့အမှားဆိုရင် understandable mistakes understandable mistakes okay so ကျမတို့တွေ sometimes we make understandable mistakes ခိုင်ကြရင်ကျမတို့တွေနားလည်ပေးလို့အမှားတွေကိုလုပ်တတ်ကြတယ်လीနော်အမှားလုပ်တာတော့ make a mistake okay ဒီတဲ့အမှားတွေကိုခဏခဏမလုပ်နဲ့ဆိုရင် don't make the same mistake again and again မနားလည်မှုရှိတဲ့မိဘဆိုရင်တော့ understandable parents နားလည်မှုလွဲတယ်ဆိုရင်တော့ misunderstand နားလည်မှုမလွဲပါနဲ့ don't misunderstand me နေငါ့ကိုနားလည်မှုလွဲနေတာဖြစ်မယ် probably sorry နေငါ့ကိုနားလည်မှုလွဲနေတာဖြစ်မယ် you probably misunderstand me you probably misunderstand me thanks for watching so understand ဆိုတာနားလည်ဒီ understand နားလည်ဒီသူက irregular verb ဖြစ်တယ် so understand က verb 1 understood verb 2 understood verb 3 verb okay so understandable ဆိုရင်နားလည်မှုရှိတော့ misunderstand ဆိုရင်နားလည်မှုလွဲဒီ watching bye for now